င်္ဂလာပါခင်ဗျာဒီဗီဒီယို series မှာတော့အခုမှ stock market ကိုစပြီးတော့မှဝင်ရောက်မဲ့သူတွေအတွက်တည်ထားခြင်းတဲ့အခြေခံ stock market အကြောင်းတွေ stock share အကြောင်းတွေ stock exchange အကြောင်းစတာတွေကိုစုံစုံလင်လင် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အခုကနည်းပညာခေတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က stock market ကိုယင်းနှိမ့်ညွှန်းနှံမှုလုပ်ချင်တယ်ဆိုရင်အရင်ခေတ်ကတော့မျိုးမခက်ခဲတော့ပါဘူး internet connection ရှိပြီးတော့မှဖုန်းတစ်လုံးရှိရုံနဲ့ကဘာရဲ့ဘယ်နေရာကနေမဆို stock market ကိုကျွန်တော်တို့ဝယ်ယူယင်းနှိမ့်ညွှန်းနှံဖို့အခွင့်အရေးရှိလာပြီဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်တွေအနေနဲ့ stock market နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယို series မှာ stock market နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အခြေခံအကြောင်းအရာအားလုံးကို series အနေနဲ့ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယို series တွေအကုန်လုံးပြီးသွားတဲ့အခါမှာအခြေခံအနေနဲ့ stock market ထဲမှာတည်ထားတဲ့အကြောင်းအရာအားလုံးကိုသိရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ stock market နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတဲ့ယင်းနှိမ့်နှံမှုလုပ်ချင်တဲ့အခြေခံတွေကိုစနစ်တကျလေ့လာချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Billy Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့မှနောက်ထပ်လာမယ့်အပိုင်းတွေကိုလည်းဆက်လက်ပြီးတော့အခမဲ့လေ့လာလို့ရပါတယ်ကျွန်တော်တို့ဒီ stock market နဲ့ပတ်သက်ပြီးတော့မှအခြေခံတွေကိုမလေ့လာခင်မှာဥပမာတစ်ခုအနေနဲ့တကယ်လို့ကျွန်တော်တို့ကGoogle ရဲ့ stock share ကိုသူ IPO လုပ်တဲ့အချိန်ကနေစပြီးတော့မှကျွန်တော်တို့ဒေါ်လာ1000ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့မယ်ဆိုရင်ဒီကနေ့အချိန်2026မှာဒေါ်လာ1.7 million ခန့်ကျွန်တော်တို့အကျိုးများရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်အနေနဲ့အသက်ငယ်ရွယ်တုန်းမှာ stock market ထဲမှာယင်းနှိမ့်ညွှန်းနှံမှုလုပ်ချင်တယ်ဆိုရင်မတိမဖြစ်တည်ထားတဲ့အခြေခံအကြောင်းအရာတွေကိုအခြေခံကနေစပြီးတော့မှကျွန်တော်သင်ချင်းစီအပိုင်းလိုက် sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့မှလေ့လာလို့ရပါတယ်ဒါဆိုရင် stock market ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူပြောရမယ်ဆိုရင် company တွေရဲ့ ownership ဖြစ်တဲ့ stock share တွေကိုအယောင်းအဝယ်ပြုလုပ်တဲ့ market တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အရင်ခေတ်ကလိုမျိုး stock market ကလူကိုယ်တိုင်တွားပြီးတော့မှဝယ်ဖို့မလိုတော့ဘဲနဲ့အခုလိုမျိုးနည်းပညာခေတ်မှာ online ကနေပြီးတော့မှ stock broker account တစ်ခုရှိရုံနဲ့ကဘာရဲ့ဘယ်နေရာကနေမဆိုကျွန်တော်တို့ကြိုက်တဲ့ company ရဲ့ stock ကို stock market ထဲမှာကျွန်တော်တို့ရောင်းဝယ်လို့ရနေပါပြီ။ဒါဆိုရင် stock share ဆိုတာဘာလဲ။ stock share ဆိုတာကကြတော့ company ရဲ့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ဥပမာအနေနဲ့ company တစ်ခုကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုချဲ့ထွင်ဖို့အတွက်အရင်းနှီးလိုအပ်လာရင် company ရဲ့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို share အဖြစ်ပြောင်းလဲပြီးတော့မှ stock market မှာတင်ပြီးတော့မှအယောင်းဝယ်ပြုလုပ်ပြီးတော့အရင်းနှီးရှာလို့ရပါတယ်။ဒါဆိုရင်အဲ့ဒီ company ရဲ့ share ကိုဝယ်တဲ့သူကအဲ့ဒီ company ရဲ့ပိုင်ရှင်တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်က Apple company ရဲ့ share တစ်ခုကိုကျွန်တော်ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်က Apple company ရဲ့ပိုင်ရှင်တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင် Apple company ကနှစ်တွေကြာလာပြီးတော့မှစီးပွားရေးတွေကောင်းလာတဲ့အခါမှာ company ရဲ့ stock တွေတဖြည်းဖြည်းတိုးတက်လာတယ်ဆိုရင်ကျွန်တော်ဝယ်ယူထားတဲ့ stock share ဈေးလည်းတဖြည်းဖြည်းချင်းဈေးတက်လာမှာဖြစ်ပါတယ်။ဒါကကျတော့ capital gain လို့ခေါ်ပါတယ်။ဒါဆိုရင်နောက်တစ်ခုက company တွေကဘာကြောင့်သူတို့ company ရဲ့ stock share တွေကိုထုတ်ရောင်းကြတာလဲအဓိကကတော့အရင်းနှီးလိုအပ်လို့ဖြစ်ပါတယ်ဒါကြောင့်မလို့ company ကသူတို့ company ရဲ့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို share အဖြစ်ပြောင်းလဲပြီးတော့မှအဲ့ဒီ share ကို stock market မှာရောင်းချပြီးတော့ company အတွက်လိုအပ်တဲ့အရင်းအနှီးကိုရှာခြင်းဖြစ်ပါတယ်ဥပမာ company တစ်ခုကသူ့ရဲ့စီးပွားရေးလုပ်ငန်းအသစ်တွေကိုတိုးချဲ့ခြင်းဒါမှမဟုတ်ထုတ်ကုန်အသစ်တွေကိုထပ်ပြီးတော့မှအထုတ်လုပ်ခြင်းဒါမှမဟုတ်ဒီထုတ်ကုန်အတွက်လိုအပ်တဲ့သူတည်တနာလုပ်ငန်းအတွက်ငွေကြေးတွေလိုအပ်တာဒါမှမဟုတ် company မှာတင်ရှိနေတဲ့အကျွေးတွေကိုဆက်ချင်တာစတဲ့ဒီလိုမျိုးလိုအပ်ချက်တွေကြောင့် company ကသူတို့ company ရဲ့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို share အနေနဲ့ပြောင်းလဲပြီးတော့မှ stock market ပေါ်တင်ပြီးတော့အရင်းနှီးရှာကြတာဖြစ်ပါတယ်ဥပမာအနေနဲ့ coffee ဆိုင်တစ်ခုကနောက်ထပ် coffee ဆိုင်ကိုထပ်တိုးပြီးတော့မှဖွင့်ချင်တယ်ဒါပေမဲ့သူ့မှာအရင်းနှီးမလုံလောက်ဘူးဆိုရင် company ရဲ့ပိုင်ဆိုင်မှုကို share အဖြစ်ပြောင်းလဲပြီးတော့မှအရင်းနှီးရှာလို့ရပါတယ်ဥပမာ coffee ဆိုင်ကသူ့ဆိုင်ရဲ့တန်ဖိုးကဒေါ်လာ1000တန်တယ်ဆိုပါစို့ဒါဆိုရင်သူကအဲ့ဒီဒေါ်လာ1000ကို10ပိုင်းခွဲပြီးတော့မှကျွန်တော်ကအဲ့ဒီ coffee ဆိုင်ရဲ့ share တစ်ဆောင်ကိုဝယ်ယူလိုက်မယ်ဆိုရင်ကျွန်တော်ကအဲ့ဒီ coffee ဆိုင်ရဲ့ပိုင်ဆိုင်မှု30%ကိုပိုင်ဆိုင်မှာဖြစ်ပါတယ်ဒါဆိုရင် coffee ဆိုင်ကအဲ့ဒီသူ့ရဲ့ share ရောင်းချခြင်းကနေပြီးတော့မှရရှိလာတဲ့ဒေါ်လာ1000ကိုအသုံးပြုပြီးတော့မှနောက်ထပ် coffee ဆိုင်အသစ်ကိုထပ်ပြီးတော့မှတိုးချဲ့နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မေးစရာတစ်ခုရှိတာက company တကဒီလိုမျိုး share တွေကိုမရောင်းချဘဲနဲ့ဘဏ်တွေစီမှာတွားပြီးတော့မှငွေချေးလို့မရဘူးလားပေါ့ company တွေကဘဏ်တွေစီကိုတွားပြီးတော့မှငွေချေးလို့ရပါတယ်ဒါပေမဲ့ဒီလိုမျိုးဘဏ်စီကိုတွားပြီးတော့မှငွေချေးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ company ဖက်ကနေပြီးတော့မှဘဏ်တိုးတွေပေးရပါတယ်ဒီလိုမျိုးဘဏ်တိုးတွေနှစ်စဉ်နှစ်တိုင်းပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ company ကစီးပွားရေးမကောင်းဘူးဆိုရင်ဒီလိုမျိုးဘဏ်တိုးနဲ့ company မကြခင်မှာ company Diwali ခံသွားနိုင်ပါတယ်ဒါကြောင့်မလို့ company တွေကဒီလိုမျိုးဘဏ်ကိုတွားပြီးတော့မှဒီအကျွေးတွေယူမဲ့အစားသူတို့ company ရဲ့ပိုင်ဆိုင်မှုကို share အနေနဲ့
ပြောင်းလဲပြီးတော့မှ stock market မှာ IPO လုပ်ပြီးတော့အများပြည်သူတွေဝယ်ယူနိုင်အောင် stock exchange ပေါ်မှာသူတို့ရဲ့ share ကိုထုတ်ရောင်းပြီးတော့အရင်နည်းရှာရခြင်းဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ဆင့်ကလူတွေဘာကြောင့် company ရဲ့ share တွေကိုဝယ်ကြတာလဲ။အဓိကအဖြစ်ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့လူတွေအကုန်လုံးကအမြတ်ရချင်လို့ဒီ company တွေရဲ့ share ကိုဝယ်ယူခြင်းဖြစ်ပါတယ်။ company တစ်ခုရဲ့ stock share ကိုဝယ်ယူလိုက်ခြင်းအဖြစ်ကျွန်တော်တို့ကအကျိုးအမြတ်နှစ်ခုကျွန်တော်တို့ရလာပါတယ်ပထမတစ်ခုကကျတော့ company ရဲ့စီးပွားရေးအခြေအနေကောင်းမွန်ပြီးတော့မှ company ရဲ့ stock တွေဈေးတက်လာတယ်ဆိုရင်ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ share ကတစ်ရက်ထက်တစ်ရက်တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့မှတန်ဖိုးတက်လာတဲ့အကျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company ကအစု share ရှင်တွေကိုအမြတ်ပြန်ပြီးတော့မှခွဲဝေပေးတဲ့ company မျိုးဆိုရင်ကျွန်တော်တို့ကင်ထားတဲ့ share အရေးအတွက်ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့3လတစ်ခါဒါမှမဟုတ်တစ်နှစ်တစ်ခါ company ရဲ့အမြတ်ဝေစုကိုရရှိမှာဖြစ်ပါတယ်ဒီအကျိုးမြတ်နှစ်ခုကတော့တာမန်လူတွေမြင်တဲ့အမြင်ပဲဖြစ်ပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ချမ်းသာတဲ့လူတွေကသူတို့ရဲ့ငွေကြေးတွေကိုဗန်မှန်မထားဘဲနဲ့ဘာကြောင့် stock market မှာ risk ရှိပြီးမဲ့ဘာကြောင့်ရေရှည်ရင်းနှီးမြှုပ်နှံကြတာလဲအဓိကကတော့ငွေကြေးပေါင်းပွားမှုနှုန်းကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ရဲ့ငွေကြေးကိုဘဏ်မှာအပ်ထားပြီးတော့မှဘဏ်ကကျွန်တော်တို့တစ်နှစ်ကိုအတိုးနှုန်း300%ပေးတယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီနှစ်ထဲမှာကဘာမှာစစ်ပွဲတွေဖြစ်ပြီးတော့မှစီးပွားရေးတွေကျဆင်းနေမယ်စီးပွားရေးအခြေအနေတွေမကောင်းဘူးဆိုရင်ဒီလိုမျိုးငွေကြေးဖောင်းပွားမှုတွေဖြစ်လာပြီးတော့မှကျွန်တော်တို့ရဲ့ငွေကြေးဖောင်းပွားမှုနှုန်းက9%လောက်တက်လာမယ်ဆိုရင်ကျွန်တော်တို့နှစ်ကုန်သွားတဲ့အခါမှာဘဏ်မှာအနံထားတဲ့ကျွန်တော်တို့ရဲ့ငွေကြေးကအတိုးနှုန်း3%ပဲရတဲ့ချိန်မှာဒီငွေကြေးဖောင်းပွားမှုနှုန်းက9%တိုးတက်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဏ်အတိုးနှုန်းကငွေကြေးဖောင်းပွားမှုနှုန်းကိုမကာမိတော့ပါဘူး။ဒါကြောင့်မလို့ချမ်းသာတဲ့လူတွေကသူတို့ရဲ့ငွေကြေးကို stock market ထဲမှာပဲရင်းနှီးမြှုပ်နှံပြီးတော့မှမျိုးငွေကြေးဖောင်းပွားမှုနှုန်းကိုကာကွယ်ကြတာဖြစ်ပါတယ်။ stock market ထဲကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တဲ့အခါမှာ profit တွေရှိတယ်လို့မျိုးပဲဒီ profit တွေနဲ့အတူပါလာတဲ့ risk တွေကိုလည်းကျွန်တော်တို့မေ့ထားလို့မရပါဘူးဒါကကျတော့ stock market မှာမှမဟုတ်ပါဘူးဘယ်စီးပွားရေးလုပ်ငန်းမှာမဆို risk ကတော့အနည်းနဲ့အများရှိပါတယ်ဒါပေမဲ့လုပ်ငန်းရဲ့သဘောအပေါ်မူတည်ပြီးတော့မှ risk တစ်ခုနဲ့တစ်ခုမတူကြပါဘူးထိုနည်း၎င်းပဲ stock market မှာကျွန်တော်တို့ရွေးချယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ company တစ်ခုနဲ့တစ်ခုဒါမှမဟုတ် sector တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့မှ risk တွေလည်းမတူကြပါဘူးဒါပေမဲ့ရေပူရအဖြစ်ကျွန်တော်တို့ stock market မှာရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်ကျွန်တော်တို့ risk ၄ခုရှိပါတယ်ပထမတစ်ခုကကြတော့ market risk ဖြစ်ပါတယ်ဥပမာအနေနဲ့ပြီးခဲ့တဲ့2029နှစ်ကုန်ပိုင်းလောက်မှာဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကြောင့်တစ်ကမ္ဘာလုံးမှာရှိတဲ့ stock market တွေကျသွားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ကင်ထားတဲ့ stock တွေလည်းဒီ market risk တွေနဲ့အတူတူကျမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကြတော့ company risk ဖြစ်ပါတယ်ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company က performance မကောင်းဘူးစီးပွားရေးမကောင်းဘူးဆိုရင် company တွေကိုမချဲ့ထွင်နိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံထားတဲ့ stock share တွေကဈေးတက်ရမယ့်အစားတဖြည်းဖြည်းချင်းနဲ့ဈေးကျဆင်းလာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာ company ရွေးချယ်မှုကအရန်ကိုအရေးကြီးပါတယ်နောက်တတိယတစ်ခုကကြတော့ economic risk ဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company တွေကဥပမာ banking sector တို့ဒီလိုမျိုးအတုံးနှုံနဲ့ပတ်သက်ပြီးတော့မှအရန်ကို sensitive ဖြစ်တဲ့ဒီ company မျိုးဆိုရင်ဒါကကျွန်တော်တို့ risk တွေအများကြီးရှိလာနိုင်ပါတယ်ဥပမာအနေနဲ့ဒီအမေရိကန်အစိုးရကနေပြီးတော့မှအတိုးနှုန်းတွေကိုအပြောင်းလဲလုပ်လိုက်တာတို့အတိုးနှုန်းကို short ချလိုက်တာတို့ဒါမှမဟုတ်အတိုးနှုန်းကိုမြင့်တင်လိုက်တာတို့ဒီလိုမျိုးအမေရိကန်အစိုးရရဲ့ policy အပြောင်းလဲပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company ဒါမှမဟုတ်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံလိုက်တဲ့ sector ပေါ်မူတည်ပြီးတော့မှဒီလိုမျိုး economic risk ဆိုတာလည်းကျွန်တော်တို့ကြုံတွေ့လာနိုင်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ liquidity risk ဖြစ်ပါတယ် liquidity risk ဆိုတာကကြတော့ကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company ကဒီ popular ဖြစ်တဲ့ company မဟုတ်တဲ့အတွက်ကြောင့်မို့လို့ရောင်းရခက်ဝယ်ရခက်တဲ့အခြေအနေမျိုးဖြစ်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီဂိုင်ထားတဲ့ stock ကိုပိုက်ပေါ်မိတယ်လို့ဖြစ်သွားပြီးတော့မှအရှုံးခံပြီးတော့မှရောင်းချရတဲ့အခြေအနေမျိုးလည်းကျွန်တော်တို့ကြုံတွေ့နိုင်ပါတယ်ဒါကကြတော့ liquidity risk ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ stock market ထဲမှာရင်းနှီးမြှုပ်နှံတဲ့သူတွေကအမြတ်ငွေကိုဘယ်လိုနည်းနဲ့ရကြတာလဲဘယ်လိုရှာကြတာလဲပေါ့နော်ပထမတစ်ခုကတော့ capital gain ဖြစ်ပါတယ် capital gain ဆိုတာကကျတော့ stock ဈေးကျနေတဲ့ချိန်မှာဝယ်ထားပြီးတော့မှ stock ဈေးပြန်ပြီးတော့မှတက်လာတဲ့အခါမှာထုတ်ရောင်းပြီးတော့အများရှာတဲ့နည်းဖြစ်ပါတယ်ဥပမာကျွန်တော်တို့က company ABC ရဲ့ stock ကိုဒေါ်လာ100နဲ့ဝယ်ပြီးတော့မှ company ABC ရဲ့ stock ဒေါ်လာ150ရောက်တာနဲ့ကျွန်တော်တို့ကင်ထားတဲ့ stock ကိုထုတ်ရောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ capital gain အနေနဲ့ဒေါ်လာ50ရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဝယ်ယူရင်းနှီးမြှုပ်နှံလိုက်တဲ့ company က share ရှင်တွေကိုအမြတ်ဝေစုခွဲပေးတဲ့ company မျိုးဆိုရင်ကျွန်တော်တို့ကင်ထားတဲ့ share အရေအတွက်ပေါ်မူတည်ပြီးတော့မှ
အမြတ်ဝေစုရရှိမှာဖြစ်ပါတယ်ဒါတွေက stock market တက်ကိုစပြီးတော့မှဝင်ရောက်မဲ့သူတွေအတွက်တည်ထားတဲ့အခြေခံတွေအများကြီးထဲမှာအခြေခံတချို့ဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ထပ်လာမဲ့ video series မှာ IPO အကြောင်းတွေရောင်းတဲ့သူနဲ့ဝယ်တဲ့သူအကြောင်းတွေနောက်ပြီးတော့မှ order book အကြောင်းတွေစတဲ့ဒီလိုမျိုးအကြောင်းအရာတွေနောက်ပြီးတော့ trading hour market hour စတဲ့ဒီလိုမျိုးအကြောင်းအရာတွေကိုထပ်ပြီးတော့မှ sharing လုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ BD Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့မှလာမဲ့ series တွေကိုအခမဲ့အချိန်မီလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်